ခက်မြင့်မြင့်ကြိုက်ပြီးတော့ဈေးတန်းလဲအမြင့်သုံးခြင်းတဲ့ customer တွေအတွက်ကတော့ခက်လက်လာလေးတစ်လုံးကတော့ရောက်ထားတယ်အဲ့ဒါလေးရတော့ဒီလိုမျိုးလေးခောက်ချလိုက်လို့ရတဲ့360ချိုးမယ် test screen သုံးလို့ရတဲ့ HP MV လို့ပဲခေါ်ပါတယ် HP ထဲမှာတော့ Pavilion တို့ MV တို့ကတော့လုံးဝ series အမြင့်နေထဲမှာပါတယ်အဲ့အပြင်မှာမှကျွန်တော်ဒါတစ်ခုချင်းစီပြပေးမယ်ဒီကောင်ပန်ပါသေးတယ်ဗျသူ့ရဲ့ original ပန်လေးကဒီလိုလေးလာတယ်သူက Type C အောက်သွင်းလို့ရတယ်ပေါ့နော်တခဲနဲ့မဟုတ်ဘူးအောက်သွင်းလို့ရတဲ့အနေထားနဲ့ Type C နဲ့သွင်းရတယ်သူ့ရဲ့ပန်လေးလာတယ် spare part လေးခေါင်းနှစ်ခေါင်းအပိုပါသေးတယ်ပေါ့နော်အဲ့ဒါလေးထားကြသုံးလို့ရတဲ့ပန်လေးပါမယ်အဲ့ပန်လေးကသူက magnet နဲ့ပဲကတ်ထားလိုက်လို့ရတယ်လွယ်တကူဖြုတ်ပြီးတော့သုံးလို့ရဒါကတော့သူ့ရဲ့အနေထားလေးပဲ360ခောက်လို့ရတဲ့ touch screen Full HD touch screen မှာမှ touch ကောင်းကောင်းလေးနဲ့ Face ID Face Lock လေးနဲ့အထာကြသုံးလို့ရတဲ့ HP MV ပဲဖြစ်ပါတယ် specification ကတော့မမေးနဲ့အမြင့်ဆုံးမှာရှိတယ် Ryzen 5ကို8000 series HS series ဖြစ်ပါတယ်8000 series အမြင့်ဆုံးဖြစ်ပါတယ် RAM 16GB နဲ့ SSD 512ဆိုတဲ့အနေထား storage တကယ်ကောင်းတယ် design ကဒီလိုလာတယ် saver လေးပါနော်လုံးဝအသစ်လို့သုံးရမယ် design ကဒီလိုလာတယ်ဒါတော့သူ့ရဲ့အပြင်အနေထားဒါတော့ပုံမှန်အနေထားမှာတော့360ခောက်လို့ရအနေထား keyboard လေးတွေမီးလင်းပါတယ် keyboard ပတ်လိုက်ပါမယ်ပလေးပေါ့ဗျာဆန်းကြသုံးလို့ရတဲ့အနေထားလေးကိုတွေ့ရမယ်ဟုတ်ပြီဘေးပေါ်လေးကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီဘက်မှာဆိုတော့ USB ပေါ်နဲ့ audio jack လေးကိုမြင်ရမှာဖြစ်ပါတယ်ဒီဘက်မှာတော့ HDMI USB Type C နှစ်ပေါ့ဖြစ်မယ် Type C နှစ်ပေါ့လုံးက charging ရော data transfer ရောနှစ်ခုလုံးရမယ်ဒါပဲအဲ့တော့ပေါ့သုံးကျင်တယ်360ခောက်လို့ရကျင်တယ် touch screen Windows tablet လိုမျိုး Windows tablet 2-in-1 သုံးကျင်တယ်ဆိုလို့ရှိရင်တော့ဒီကောင်လေးရှိတယ် pan original pan ပါမယ် Type C ဒီကောင်ဆိုလို့ရှိရင် Type C original Type C charger နဲ့ fast charge လုံးဝအမြန်ဆုံးသွင်းလို့ရတဲ့အနေထားမှာရှိတယ်အသစ်လို့သုံးရမယ့်အပြင်မှာသူက original ဘူးလေးပါသေးတယ်ဒါသူ့ရဲ့ဘူးပဲပေါ့နော်အဲ့တော့ဘူးစုံခွတ်စုံနဲ့ရောက်လာတဲ့ HP MVH 360ရာဆိုလို့ရှိရင် Ryzen 5ကို8000 series RAM 16GB နဲ့ SSD 512ဆိုတဲ့အနေထားမှာ Full HD နဲ့ share ဖြုတ်လို့ရတယ်ဖြုတ်လို့တော့မရဘူးဗျာ share သုံးလို့ရတယ်လို့ပြောချင်တာဒီကောင်ကတော့360ခောက်ချလိုက်လို့ရ touch screen ဈေးနှုန်းကတော့29သိန်းစွန်းယုံမဲ့ကြသိမှာဖြစ်ပါတယ် Redmi 6 lite baby ရောင်းပေးနေပါတယ်အတန်ဆုံးကိုအသစ်လိုမျိုးသုံးရမယ် Redmi 6 lite ရောင်းပေးတဲ့ software နဲ့ပတ်သက်လိုက် lifetime Redmi ပေးရတဲ့အတွက်ယုံကြည်စိတ်ချစွာသုံးပါ laptop ကို hello လုပ်လိုက်ပါနော်လိုအပ်လို့ရှိရင်အဲ့တော့နောက်ဗီဒီယိုမှာတွေ့ကြပါမယ်ကျေးဇူးတင်ပါတယ် HP MV ပါနော်ကျေးဇူးပါ